နော်လက်ခင်လည်းရောက်ပြီဆိုတော့ဖြိုတို့ဒီကလေးတင်ပြီးပါပေါ့နော်သူကတော့ဖြိုတို့အိမ်လာကြပါဖြစ်ပါတယ်ဒီတက်မလာပေါ့နော်လည်းဟိစားပါအိမ်ရဲ့ဟာသာဆေးလမ်းမြပါမှာငင်းချမ်းလာစွာရွှေလာငွေလာရေနာမူရီရွာ